ဘန်ကိုအလဲထိုးနဲ့နိုင်ဘူးတာသူပဲရှိလို့ဘန်စီယာချန်ပီယံကပတ်ကိုစိန်ခေါ်ကျင်နေတဲ့ချာဂျိုဆင်ပရိသတ်များအားလုံးပဲမင်္ဂလာပါကိဆိုင်ဂျာနယ်ကနေကြိုဆိုပါရစေ UFC မှာ Flyweight တန်းရဲ့လက်ရှိချန်ပီယံဂျော့ရှွာဘန်ကိုအလဲထိုးမှုတဲ့တဦးသေးသောသူအဖြစ်မှတ်တမ်းရှိထားတဲ့ချာဂျွန်ဆင်ရဲ့ထုတ်ဖော်ပြောဆိုချက်တွေကစိတ်ဝင်စားစရာပါဘန်ကချန်ပီယံဖြစ်သွားချိန်မှာဂျွန်ဆင်ကအဆင့်73ကနေလှမ်းပြီးစိန်ခေါ်လိုက်တာဟာငါနိုင်ဘူးတဲ့သူတောင်ချန်ပီယံဖြစ်ရင်ငါဘာလို့မဖြစ်နိုင်ရမှာလဲဆိုတဲ့မာနာနဲ့စိတ်ဓာတ်ကိုပြသနေတာပါဂျွန်ဆင်အမြဲတမ်းဂုဏ်ယူပြီးပြောလို့ရှိတာကတော့2024ခုနှစ်ဖေဖော်ဝါရီလတုန်းကဂျော့ရှွာဘန်ကိုအလဲထိုးနဲ့အနိုင်ယူခဲ့တဲ့ပွဲစဉ်မှာအဲ့တုန်းကဘန်ဟာ UFC ထဲမှာအတွေ့အကြုံသာမပြည့်ဝသေးပါဘူးဒါပေမဲ့2025ခုနှစ်ကုန်မှာတော့အခြေအနေတွေကလုံးဝပြောင်းလဲသွားပါပြီ2025တက်နှစ်ထဲမှာ၄ပွဲဆက်နိုင်ထိပ်တန်းဖိုက်တာတွေကိုကြော်ဖြတ်ပြီး UFC ချန်ပီယံဖြစ်လာခဲ့ပါတယ်သူရဲ့နီးစနစ်နဲ့ကြန့်ခိုင်မှုကဂျွန်ဆန်နဲ့တွေ့စဉ်ကတဲ့အစားပေါင်းများစွာတိုးတက်လာတာပါဂျွန်ဆန်ကတော့အဆင့်73ဝန်းကျင်မှာပဲရပ်တန့်နေပြီးတော့ရလဒ်တွေကလည်းအတက်အကျရှိနေသေးပါဘန်ကိုနိုင်မှုတယ်ဆိုတဲ့အချက်တစ်ခုတည်းနဲ့ချန်ပီယံလူခွင့်ရဖို့မျှော်လင့်နေတာကလက်တွေ့တဲ့စိတ်ကူးရင်မှုပိုများနေနိုင်ပါတယ်ဂျွန်ဆန်က2026မှာနှစ်ပွဲနိုင်ရင်ချန်ပီယံလူခွင့်ရမယ်လို့တွက်ချက်ထားပါတယ်ဒါဟာဖြစ်နိုင်ရည်ရှိတယ်လို့အရင်လည်းခက်ခဲပါတယ်သူဟာအဆင့်73ဖြစ်တာကြောင့်အဆင့်9ဝန်းကျင်မှာရှိတဲ့ထိပ်တန်းသားသမားတွေကိုကြော်ဖြတ်နိုင်မှသာဘန်နဲ့တွေ့ခွင့်ရမှာပါဂျွန်ဆန်ကကြန့်ခိုင်မှုကောင်းပေမဲ့ဘန်ရဲ့လက်ရှိ pressure strike style ကိုပြန်လည်ရင်ဆိုင်မှုဆိုတာအရင်ကထက်အများကြီးပိုပေမှန်ပါလိမ့်မယ်ဂျွန်ဆန်ကဘန်ကိုနိုင်မှုတယ်ဆိုတဲ့အချက်ပေါ်မှာအခြေခံပြီးတော့စိတ်ကြီးဝင်လာတာသိတာပါတယ် MMA မှာ A က B ကိုနိုင်တယ် B က C ကိုနိုင်တယ်ဒါကြောင့် A က C ကိုနိုင်ရမယ်ဆိုတဲ့ပုံတင်นี้ MMA match ကအမြဲတမ်းမှန်လိမ့်မရှိပါဘူးဘန်ဟာအရှုံးကနေသင်ခန်းစာယူပြီးတဟုန်တို့တိုးတက်လာတဲ့ fighter of the year ပါဂျွန်ဆန်ကတော့အရင်ပုံစံအတိုင်းပဲရှိနေသေးရင်တော့ဘန်နဲ့ပြန်တွေ့တဲ့အခါအလဲထိုးခံရသူဟာဂျွန်ဆန်ကိုယ်တိုင်ဖြစ်သွားနိုင်ပါတယ်